ဘာယူမင်းတို့ရွာလေးကတာယာလိုက်တာမလားအေးစီလေးအဲ့ဒါမင်းဒီကြောင်ဘာလို့ခေါ်လာဒါကတက်ခဲ့တဲ့အကြောင်းလေငါတက်တုံးကဆရာမတွေကတော့ပင်စင်နေယူတော့မီဒါပေမဲ့ကျိုးငါတငယ်ချင်းတွေကတော့ဒီကြောင်မှာဆရာမတွေပြန်လုပ်နေရမင်းတဲ့ဝီဘာဖြစ်လို့လဲအာယူခလေးအစာစိတ်တင်လို့ဒေါက်တာမင်းလွေဆေးကပို့မှဖြစ်မယ်လာအဲ့ဆိုမြန်သွားမရပါဘူးလာကျေးဇူးတင်ပါတယ်ဆရာမတို့ရေအခုလည်းကျေးဇူးများတင်ပါတယ်ဗျာမပြန်ခင်ကျွန်တော်ဒီတစ်ခါတော့လာလဲပါအောင်လားကျွန်တော်နေ့လည်စာနဲ့အိတ်ခံပါမယ်ရပါတယ်ဗျာကုညီရမယ့်တာဝန်ရှိလို့ကုညီတာပါခလေးကပြောဆိုင်လာဟိုခလေးကမတက်တာသေးလို့အเจ้าမထက်နိုင်ဘူးဆိုရင်ဒေါက်တာမင်းလွင်စီမှာဆေးစာယူပြီးတော့အเจ้าမှာခွင့်လာတိုင်ထားလိုက်ကျွန်မအเจ้าကြီးကိုတခြားလေးပြောပေးထားပါမယ်ဟုတ်ကဲ့ပါဆရာမဟုတ်ဟိုကလေးတော့ဘာမှအစိုးရစရာမရှိဘူးတခုဆိုရင်စေတန်းတော့လာတယ်ဒီလိုမလာအောင်ဆိုလို့ရှိရင်ဖုန်းတာဆက်ဆရာလာတယ်ဟုတ်ကဲ့ကျေးဇူးပါဒေါက်တာအားလုံးကျေးဇူးတင်ပါတယ်ဗျာတောင်းကြည့်ပါဦးနော်ဟုတ်အာယုမင်းတို့ရွာပြန်ရောက်နေရဆိုတာဥဒ္ဒရာကြီးပြောပြလို့ငါသိပြီးသွားပြီကွာငါတော့မင်းတို့စီလာအောင်မလို့ကိုမင်းလေးရွာမှာစေကံဖွင့်နေဆိုတော့ကျွန်တော်လည်းကြားပါတယ်လာဖို့လည်းအစီအစဉ်ရှိပါတယ်အခုကတော့တိုက်တိုက်ဆိုင်ဖြစ်သွားတာပေါ့ဗျာဩကျွန်တော်မိတ်ဆက်ပေးအောင်မယ်ဒါကကျွန်တော်ရဲ့တငယ်ချင်းတွေသူကတော့ကြော်ခိုင်းနေသူကတော့ဒုက္ခဟုတ်ကဲ့ပါဟုတ်ကဲ့တွေ့ရဝမ်းသာပါတယ်အေးမင်းတို့တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဒါငါတငယ်ချင်းတွေပဲသူ့နာမည်ကတော့မေတ္တာတဲ့သူကတော့ဝိကြီးဟုတ်ကဲ့ပါဝမ်းသာပါတယ်ကဲတွေ့ရတာဝမ်းသာပါတယ်အားလုံးနဲ့ဟုတ်ကဲ့တွေ့ရဒီလိုအခြေအနေမျိုးမှာတွေ့ရတာပို့ပြီးတော့ဝမ်းသာပါတယ်ဟိုရှမ်းဦးမှာရောအခြေအနေအေးဆေးပဲလားဟိုလိုက်မှာတော့တကယ်နေရစုံနေရပဲကွာရန်ကုန်မှာတော့အေးဆေးပါပဲအားလုံးလည်းပုံမှန်နဲ့တွာလာနေကြတာပဲနော်ဟုတ်ပါတယ်ဆရာကောင်းပါတယ်ပေါ့ပါတယ်အေးကွာ2021ပြဿနာတွေဖြစ်တော့ငါမင်းတို့ကတတိယလိုက်တယ်ကျွန်တော်နေဆက်ရောက်သွားပြီလို့ထင်နေရမလားမသွားနိုင်ပါဘူးဗျာကျွန်တော်လည်းဘာဆက်ဖြစ်မလဲလို့အခြေအနေကိုစောင့်ကြည့်နေတာပုံမှန်လေးနဲ့ပြောရရင်မပြေလည်မှုအားလုံးရဲ့အဓိကတရားခံနိုင်ငံရေးကြောင့်တစ်ခုလည်းတော့မဟုတ်ဘူးဗျာငါသိပါတယ်ကွာဒါမဲ့လူငယ်တော်တော်များများနေရန်ဆုတ်ခွာသွားကြတယ်ဟိုအဲ့လိုဆုတ်ခွာသွားရအောင်လေဟိုတိုင်းပြည်ကအလုံးစုံပြည့်စည်နေတာလို့လည်းမဟုတ်ဘူးကွာတဲ့ကွာပြောရင်းနဲ့နိုင်ငံရေးလမ်းကြောင်းကိုရောက်သွားပြီကွာဆရာရဲ့ရောက်ပါစေမထူးတော့ပါဘူးပြောလိုက်မှလည်းရှင်နဲ့ပေါ်သွားပါဘူးဩဒီလိုညောင်ငါမေးအောင်မေးဒီလိုတော့ရောက်ကြောင်းသွားနေရလားကြောင်းထွက်ကြထွက်เสียလားဟဲ့ငါတို့တွေကကလေးတွေကိုစာတင်ပေးခြင်းလို့ဆီယမဖြစ်အောင်စူးစမ်းလာခဲ့ကြရတယ်စာတင်မို့ကငါတို့အလုပ်ပဲဒါနဲ့ဆရာမတို့ကျောင်းမှာရောကျောင်းထွက်သွားတဲ့ဆရာမတွေမရှိကြဘူးရှိတာပေါ့ဒါပေမဲ့အဆင်မပြေကြဘူးလေကျောင်းဆရာမဆိုတဲ့စိတ်နဲ့ကိုတပည့်ကိုကျောင်းဆိုတဲ့စိတ်နဲ့ပဲကျောင်းကိုပြန်ရောက်လာကြတာပုံမှန်လင်းပြောရရင်အပြောင်းလဲခဏတာမှစိတ်ရိုင်သွားတဲ့သဘောမျိုးပေါ့ဆရာမပြောသလိုပါပဲခဏနေတော့ပုံမှန်ပြန်ဖြစ်သွားမှာပါပြီးတော့ကျွန်တော်တို့လိုပြည်သူတွေဆရာမတို့လိုဝန်ထမ်းတွေအမှုပညာသမားတွေအားလုံးကအတူတူပါပဲပြီးတော့စားဝတ်နေရေးအတွက်ပြည်သူလူထုကတည်ငြိမ်မှုရှိဖို့ကိုပဲဆန္ဒပြင်းပြနေကြတာပါဒီလိုစင်ရောပြေကြရလားအဆင်ပြေပါတယ်ဆီယမဆိုတော့ဆီယမအလုပ်လုပ်ရမှာပေါ့အရာရာနိုင်ငံရေးနဲ့ပတ်သက်နေရဲဆိုပေမဲ့သူ့ကဏ္ဍနဲ့သူပဲလေကဲကျုံတော့ငါလည်းဝင်ပြောအောင်မယ်ငါတို့လိုဆရာဝန်တယောက်ကိုဆေးမကူနဲ့လို့လာတားတိုင်းငါတို့စီဆေးလာကူတဲ့လူနာတွေကိုငါတို့ကဒီတိုင်းပြစ်ထားခဲ့လို့မရတာအဲ့လိုပြစ်ထားခဲ့လို့ရှိရင်ငါတို့ဆေးကြောင်းတုန်းကဆိုခဲ့တဲ့သစ္စာစကားတွေကအလဟတ်ဖြစ်သွားမှာပေါ့တကယ်တော့ကွာဆရာဝန်ဆိုတာရန်သူမိတ်ဆွေမခွဲကြပဲနဲ့လူနာမှန်သမျှကိုဆေးကုပေးရမှာငါတို့ဆရာဝန်တွေအားလုံးနဲ့တာဝန်ပေးတယ်ဒါဘောဆရာကြီးမှန်တာပေါ့တ
အနုပညာသမားကတော့အနုပညာအလုပ်လုပ်ရမှာပဲအဲ့လိုပဲအတတ်ပညာသမားလည်းအတတ်ပညာအလုပ်ကိုလုပ်ရမှာပဲအဲ့ဒါမှကိုယ်သိထားတတ်ထားတဲ့ပညာတွေနဲ့ဥဆောင်လမ်းပြလို့ရမှာပေါ့ကျွန်တော်ကတော့ဗျာဒီတိုင်းတစ်ပါးကကျူးကျော်ရန်ဆောင်မှုမပြုတ်သေးသေးကြီးကတော့နိုင်ငံရေးကိုနိုင်ငံရေးအမြင်နဲ့ပဲရှင်းနေတယ်လို့ကျွန်တော်ထင်တယ်တင်တို့ရဲ့စီးပွားရေးလုပ်ငန်းများအတွက်အံ့ဩဖွယ်ကောင်းလောက်အောင်ကျယ်ဝန်းပြီးတန်ရှင်းတက်ရက်စွာနဲ့တည်ဆောက်ထားတဲ့ကျွန်တော်တို့ရဲ့မီဒီယာစင်တာမှာဆိုရင်ရုံးခန်းများကိုနှိုင်းရနိုင်ပါတယ်အစင်းမြင့်စနစ်တွေပါတဲ့တက်လီကား၄စင်းနဲ့ခင်မီရဲ့ဆက်လီကား2စင်းကတင်းလို့တက်အစင်းအတွက်တက်တောင့်တက်တာရှိမှုကိုဖန်တီးပေးမှာဖြစ်ပါတယ်ထိတ်တန်းငီချင်းရှိသူများနဲ့ဧည့်သည်များကိုဆွဲဆောင်နိုင်စေရန်တင်းနှင်းစင်လုပ်ငန်းဆောင်တာများကိုလွယ်ကူချောမွေ့စွာလဲပယ်နိုင်ဖို့အတွက်ရန်ကုန်မြို့ရဲ့သွာလာရလွယ်ကူရဲ့နေရာမှာရှိတဲ့မီဒီယာစင်တာကနေဝန်ဆောင်မှုအပြည့်နဲ့ကြိုဆိုလိုက်ပါတယ်။အနာဂတ်အတွက်အထူးစီမံထားတဲ့လုပ်ငန်းများတွေဖြစ်ဖြစ်လက်ရှိလည်ပတ်နေတဲ့လုပ်ငန်းတွေအတွက်ရုံးခန်းလိုအပ်ချက်ရှိရင်ပဲဖြစ်ဖြစ်လုပ်ငန်းတိုးချဲ့ကျင်တာပဲဖြစ်ဖြစ်လိုအပ်ချက်တွေရှိခဲ့ရင်တော့တင်းလို့အတွက်ရုံးခန်းနေရာတွေကအသင့်ရှိနေပါတယ်။တင်းလုပ်ငန်းအတွက်နှစ်တူနှစ်ရှည်အငှားစနစ်ကိုကိုယ်တိုင်စိတ်ကြိုက်ဖန်တီးနိုင်ဖို့ Public Asset Area Media Center ဖုန်းနံပါတ်39 6839 131 166အမှတ်15မိုးကောင်းလမ်းဘောက်တော်ရင်းမြို့နယ်ကိုအရောက်လမ်းလာဖို့ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ပြီမင်းတို့သုံးအောင်ခံဝင်လက်မှတ်ထိုးပြီးပြီဆိုရင်တော့ဒေါက်တာမင်းလင်းစီကိုလည်းသွားပြလိုက်ကြအောင်နောက်တစ်ခါဆိုငါမကယ်နိုင်တော့ဘူးနော်မင်းတို့ကတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်နည်းနည်းတော့များနေပြီဒါတော့မှကျုပ်ရောက်တာမြန်လို့မင်းတို့ဆိုဒီ၃កောင်လုံးသေပြီဟာသေးစရာလားကျွန်တော်တို့ဒီကောင်တွေကိုအသာလေးထိနိုင်တယ်ရှင်းတော့တိုက်လုံဝင်သားလို့ကမဟုတ်ရင်ကျွန်တော်လက်ကတည်းကရာတိုင်းညားနေပါလေသူကတိတယ်တော့လက်ကမရအောင်အဲ့လိုဘရိတ်ကိုထင်းလို့မရအောင်အဲ့လိုလုံးလိုက်ပါလက်ကကကိုကကျွန်တော်တို့ကရှော့လိုက်လို့သူကကျွန်တော်တို့ကန်လိုက်တာဒဏ်ရာဆိုတာလည်းမဆိုးဘူးတော့နည်းလေးရပါတော့ပြောရတို့ကိုယ်ရှော့ပြောပုံပြလာတယ်ကိုမှန်နဲ့ပြန်ကြည့်ကြဦးရလေဗျာသူရဲကောင်းဆိုတာဒဏ်ရာနဲ့တော့ဘယ်ခင်းမှာမလဲဗျာဒါကြောင့်သူရဲကောင်းဖြစ်ချင်လို့ဒဏ်ရာနည်းနည်းရအောင်လုပ်နေရတော်စမ်းပါကွာမင်းတို့တွေသူများတွေကတင်ထားတဲ့ post ကိုဟာတော့ပဲလို့ဒီလိုတွေဖြစ်ကုန်တာမဟုတ်ဘူးလားကျောက်စန်းကြီးမင်းကဘယ် post မှာတွားပြီးတော့ဟာတော့ပေးရလေဘာမှမဟုတ်ပါဘူးကွာသူတို့ရွာမှာနေတိုင်းခင်းနေတဲ့လမ်းကိုကွာပုံတွေတောက်လျှောက်တင်တာအဲ့တော့ငါအမြင်ကလို့အောက်ကနေပြီးတော့ဟာဆိုပြီးဟာလေးတွားပေးလိုက်တယ်အဲ့ပြဿနာတက်တာစံကြီးအဲ့ဒါသူတို့ရွာအတွက်သူတို့အလုပ်လုပ်နေတာမင်းတို့ကအဲ့ဒါကိုသွားပြီးတော့ဟာသွားပြီးတော့နဲတော့နဲသေးတယ်ဟမ်ဟေးကြုံတော့တခါတည်းသတိပေးထားမယ်နော်လာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပို့စီကိုမင်းတို့ပောက်ကရတွေရှောက်မရေးနဲ့နော်ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိုက်တော့ဟာဦးတိုက်တော့တကယ်လော်ကြီးပဲဦးတိုက်တော့အစိုးရပြင်ဆင်ပေးထားတာနော်ပြင်ဆင်ပေးရကြိုးနတ်တယ်ပြောထားနော်အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်နော်ဟေးခစ်ပြောင်းသွားတဲ့အထိအောင်မင်းတို့ထောင်ထဲကမထွက်ရပဲနေလိမ့်မယ်ဘောပေါက်တယ်ကဲတော်ပြီကဲမင်းတို့တော့အောင်စလို့ဒေါက်တာမင်းလင်းစီကိုတော့ပြဖို့လို့အာယူညာမင်းကိုယ်တိုင်ဥဆောင်ပြီးခေါ်ပါခိလက်သားလေးဟုတ်ကဲ့ဦးလုံးကြီးသွားလိုက်အောင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဆရာမရှိပြန်ပြီကဲသွားတော့ဗာမင်းမလဲသွား